အားလုံးပဲမင်္ဂလာပါ KB Sport ရဲ့ Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ Arsenal အသင်းဟာလာမဲ့နေရာဒီမှာသူတို့အသင်းရဲ့ဂိုးသမားနေရာကိုအင်အားဖြစ်တင်မှုအတွက်ပြင်ဆင်နေတယ်လို့သိရပါတယ် Arsenal အသင်းက David Raya ရဲ့ဒုတိယဂိုးသမားနေရာအတွက် Espanyol အသင်းရဲ့ Joan Garcia ကိုပြီးခဲ့တဲ့နေရာဒီက try ခဲ့တယ်ဒါပေမဲ့နောက်ဆုံးနေ့အပြောင်းရွှေ့ဖြစ်နေတဲ့အချိန်မှာ Joan Garcia ကိုခေါ်ဖို့အတွက်ကိုအဆင်မပြေဘူးဖြစ်ခဲ့တယ်ဒါနဲ့ပဲသူတို့ဟာ Nito အငှားနဲ့တနေ့စာချုပ်ခေါ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ Arteta ရဲ့ဒါအဖွဲ့သားတွေကလက်ရှိအချိန်ထိ Joan Garcia ဟာ Arsenal အသင်းအတွက်လိုအပ်နေတဲ့ဂိုးသမားဖြစ်တယ်လို့ယုံကြည်ထားတယ်ဒါကြောင့်မို့ဒီနေ့နေရာဒီမှာထပ်ပြီးတော့ကမ်းလှမ်းသွားမှာဖြစ်ပါတယ် Joan Garcia အတွက် Espanyol အသင်းကပြောင်းရွှေ့ကြေးကိုပေါင်38တန်းလောက်တောင်းဆိုထားပေမဲ့ Arsenal အသင်းကတော့ဈေးထက်ညှိသွားဖို့ရှိတယ်ဒါအပြင်ကို Arsenal အသင်းက Joan Garcia ကိုညှိနှိုင်းတဲ့နေရာမှာအားကစား driver အသစ်ဘာတာရောက်လာတဲ့အချိန်မှာပဲထပ်ပြီးတော့ညှိနှိုင်းသွားမယ်လို့သိရပါတယ်လောလောဆယ်မှာတော့ Joan Garcia ကိုလိုက်နေတဲ့ club တွေကများတဲ့အတွက်ကြောင့်မလို့ Arsenal အသင်းလက်ဦးသွားမလားဆိုတော့စောင့်ကြည့်သွားမယ့်အနေအထားပဲရှိသေးတယ်ဒါပေမဲ့တရားတစ်ခုကတော့ Arsenal အသင်းဟာ Joan Garcia ကိုဒုတိယဂိုးသမားအဖြစ်နဲ့ခေါ်ယူဖို့အသဲအတန်ပြင်ဆင်နေတယ်ဆိုတာပဲဖြစ်ပါတယ်